စတေကာနဲ့ပတ်သက်တဲ့ပစ္စည်းလေးမှာလာတာလေးရောက်လာတာဒါကတော့စတေကာကတ်တဲ့နေရာမှာသုံးတဲ့ဟီကန်ဒါပစ္စည်းလေးဒီကောင်လေးတွေက ABS ကတ်တာတို့ body weapon လောက်တာတို့မှာသုံးတဲ့တန်လိုက်နဲ့အယုတ်ကလေးတွေချစ်စရာလေးဒါပဲစတေကာကတ်တာတို့မှာသုံးတဲ့ဟိုအထိုးပြရလဲအခြေကကတ်တာတွေမှာသုံးတဲ့ခြေတွန်းတာတို့အထိုးပြတယ်ဒီဟာမှန်ခြေကကတ်တဲ့အချိန်မှာအရန်အသုံးဝင်တဲ့ရေဓာတ်အဝတ်ဒီရေဓာတ်ဝတ်လေးတွေကလက်ချို့တွေကနေပြီးတော့ရေဆင်းသွားတာကိုတန်းပြီးတော့ဒီကားရဲ့ electronic ပစ္စည်းတွေမထိခိုက်အောင်လို့ရေလေးတွေတားတဲ့အခါမှာလက်ချို့နဲ့မှန်ကြားမှာထည့်ပြီးကလေးတွေအသုံးဝင်တဲ့ပစ္စည်းတွေဒါကမှန်စတေကာကတ်တဲ့ဟာမှာတို့စတေကာကတ်တဲ့နေရာမှာသုံးရင်ဝတ်တယ်လက်အိတ်ဒါလည်းသုံးပြရတယ်ဒီပြားတွေကဒီလိုအပြားတွေမှာပြန်ပြီးတော့ပြန်ဖြည့်သုံးတဲ့အပြားတွေအပို့ H ကအပို့ဒီကောင်တွေရောဟိုပြားလေးရောင်လေးတွေကချစ်ကြတယ်ဒါလည်းသုံးပြရတယ်မှန်စတေကာကတ်တယ်သုံးနေတာဒီကောင်လေးတွေကမတ်စတီကာပဲဖြစ်ဖြစ် body weapon လုပ်တဲ့အခါဓားတွေကိုပုံမှန်တိုင်းဆိုချိုးရတာဒီတိုင်းအလေဟိုလူတွေထိကြိုက်နိုင်တယ်အဲ့ဒါကိုဒီကောင်လေးတွေကဓားချိုးလို့ရပြီးဓားဆန်ချိုးလိုက်တယ်ဒီမှာချိုးမယ်ချိုးပြီးထဲမှာဒီထဲမှာပဲဝင်သွားမယ်ပြီးမှနောက်မှပြန်လွတ်ပြတဲ့ဟာမျိုးသုံးတဲ့ဟာလေးဓားချိုးကြအောင်ဘူးဒါကမှန်စတီကာခွာတာတို့ဒီကော်တွေခွာလို့ရှိရင်ကော်တွေကြံလို့ရှိရင်သုံးတဲ့ဟာကော်ရီကြံပြီးသွားရင်ကော်ရီကိုဒီပြားလေးနဲ့တော့ဒါမဟုတ်ဘူးကော်ပြားနဲ့အဲ့တော့မှန်မှာအဆင်းဖြစ်တာတို့ဟို body မှာအဆင်းဖြစ်တာတို့အတွက်မဖြစ်ဘူးဒီပြားနဲ့တွန်းလို့ရှိရင်ဒီကောင်တော့ကဒါလေးဒါအဲ့ဒီဟာရဲ့အပိုပစ္စည်းတွန်းပြားလေးဒီတွန်းပြားလေးရဲ့အပိုပစ္စည်းလေးတွေဒီထဲမှာပါတယ်ဖေးဖြည့်ဟာဆိုဒီမှာတကူဒီအချက်တွေအများကြီးပါအပိုခုတရားပါတယ်ဒါလည်း body weapon လုပ်ရင်တွန်းနဲ့တွန်းပြဒါတော့ချုပ်တယ်ဒါကစတေကာဖြတ်ပြီးရင်ဖြတ်လို့ရှိရင်သုံးတဲ့ဓာတ်ပဲနိုင်ကြတဲ့ထူပြီးဖြတ်တဲ့ဟာဒါကြတော့စတေကာကိုင်းနဲ့ event လေးတွေတန်ရှင်းလုပ်တဲ့ဟာလေးဒါတွေကခုနအားလိုပဲဒီတန်လိုက်တုံးလို့ပဲဒါတော့တန်လိုက်ပြီဒီကကတ်တဲ့အခါမှာတယောက်တည်းကတ်လို့ရှိရင်လည်းဘောကြီးပေါ်မှာတန်လိုက်ကြာသုံးလို့ရတဲ့ဟာလေးသုံးဝင်နဲ့မှန်စီကပက်ကတာရဲ့ဘောဒီစတေကာကတ်တာပဲဖြစ်အသုံးဝင်တဲ့အပြားလေးဒါလေးတွေကလည်းခုနရေတွန်းပြားတို့ဒီကောတွန်းပြားတွေမှာအပေါ်မှာဟိုအစင်းမဖြစ်အောင်လို့ဒီကာတဲ့ပြန်ကတ်တဲ့ဟာလေးတွေ3ရန်တဲ့ဟာလေးဒါလေးဟိုပစ္စည်းလေးဒါလေးတွေရောပဲဒါလေးတွေလည်းအဲ့လိုအစင်းမဖြစ်အောင်လို့ကာတဲ့ဟာလေးတွန်းတဲ့ဟာလေးဒါလည်းကော်ချင်းနဲ့ဒါက double date အကောင်းနေအရင်ဆွဲတဲ့ double date ဒါတွေကမန်စီကလက်ကတဲ့ကားတွေဒီblack box ကိုဖြုတ်ပြီးပြန်တက်တဲ့ခါမျိုးကြရင်ဒီကောင်တွေနဲ့ပြန်ပြီးတော့ကတ်ပေးရတာကော်ဆွဲရတော့ကောင်းတယ်ဒါလည်းစတေကာကတ်တဲ့ခါမှာသုံးတဲ့စိတ်ဒီကောင်တွေကပုံနေတဲ့တွေမပေအောင်လို့ဟိုတိုင်းရမဖြစ်အောင်လို့ကာကွယ်တဲ့ဟာစိတ်ဒါကကော်ပြားလေး
ဒါကတော့ဟွာမန်စတီကအပူတိုင်းနေဟာတချို့တွေက customer တွေကမန်စတီကဘလောက်အပူကာကွယ်လဲအိုင်ယာဘလောက်ပါလဲ UV ဘလောက်ကာလဲဆိုတော့တိုင်းဖို့အတွက်တောင်းတဲ့ customer တွေရှိတယ်ဒီကောင်နဲ့တိုင်းလို့ရတဲ့ set အကောင် set အရန်တိအပူတားမှုတွေတိကျင်ပါတယ်ဆိုတဲ့ customer တွေအတွက်ဆိုရင်ဒါနဲ့ပြဖို့ပြအပူမန်စတီကအပူဘလောက်ကာကွယ်ပါတယ်ဆိုတာပြဖို့တိုင်းပြဖို့အတွက် set ဒါပေမဲ့ဒါပြတာပဲဒီ set နဲ့တိုင်းပြီးတော့မန်စတီကတချို့ဂျင်းထဲတဲ့စတီကာတွေစတီကာမကောင်းတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကဒီ set နဲ့တိုင်းရင်တော့ UV တော့ဘလောက်ကာကွယ်ပါတယ်အိုင်ယာတော့ဘလောက်ကာကွယ်ပါတယ်လို့တိုင်းပြပြီးရင်လည်းနောက်ကြရင်တကယ်မကာကွယ်တော့တဲ့ဟာတွေတပုံကြီးပဲ set နဲ့ကြရင်ပေါ်အောင်လို့ပြနိုင်တယ်ဘယ်လောက်လိုချင်လဲ percentage ဘယ်လောက်လိုချင်လဲဆိုတာလုပ်လို့ရတယ်အတူလုပ်တဲ့လူကတော့ဘယ်လိုလုပ်မှာပဲအဲ့လိုမျိုးဟာတွေပြဖို့အတွက်ကိုဒီ set နဲ့တိုင်းရင်တော့အမှန်တော့အိုင်ယာတော့ဘယ်လောက်ကာကွယ်လဲ90လို့80လို့ကာကွယ်ပါတယ် UV တော့99ပါကာကွယ်ပါတယ်ဒါပေမဲ့တကယ်ပြီးတော့33ပြီးတော့တကယ်မကာကွယ်တော့ဘဲနဲ့6လလောက်နဲ့အာနိသင်တွေပျောက်သွားတာတို့ဆိုရင်တော့အဲ့ဒါလိန်တဲ့လူကတော့လိန်မှာပဲအဲ့တော့ကျွန်တော်တို့ကြီးမှာတော့တကယ်အပူတားတဲ့ဟာတွေကိုပဲတကယ်ကတ်ပေးတယ် brand ကိုပဲအဲ့တော့ဒီ set နဲ့တိုင်းနေမှာလဲဆိုရင်လည်းတိုင်းပြတယ်အဲ့တော့ဂျင်းထဲမဲ့လူကတော့လည်းဂျင်းထဲမှာပဲအဲ့တော့လိုအပ်တဲ့လူဆိုရင်တော့ပြပြီးဖို့အတွက်ဒါတွေထားပြဒါကလည်းခုနမန်စီကကတ်ရင်သုံးတယ်ဟာပဲရေတွန်းတဲ့ဟာပဲရေတွန်းတယ်မန်စီကကတ်ရင်သုံးတဲ့ဟာတွေပဲရေတွန်းတယ်ဒါတော့ဒီလေးတွေ update ဖြည့်ထားတဲ့ဟာလေးတွေပဲဖြစ်ပါတယ်